ကဲအားလုံးပဲမင်္ဂလာပါနော်အလင်းအောင် channel မှာအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဗျာနော်မျိုးတွေအားလုံးပဲကျွန်တော်ရဲ့ channel ဝင်လာတဲ့လက်မလေးနှိပ်မယ် share လုပ်ရတဲ့မျိုးတွေအားလုံးပဲ share လေးလုပ်ပြီးမယ်နော်ကဲမနက်ကကျွန်တော်ပေးတဲ့နော်မနက်က1 chain key အောင်တယ်ဖွဲ့ဝင်တွေက3ဘက်တီးအောင်ပါတယ်ဗျာနော်မနက်က2တီးစား3တီးစားပဲနော်အခွင့်လာတယ်လို့ပြောရမယ်မနက်ကကျွန်တော်1 chain က383 1 chain 83ဘက်တီးပါနော်ကီးကကြတော့2939ခွန်ကီးနဲ့ကတ်တာအမှ30ခွန်ပါမယ်နော်ဒီတိုက်ကပတ်တီးကီးချင်းအောင်တယ်အဖွဲ့ဝင်တွေကကျွန်တော်ဒီတစ်ပတ်အတွက်3ရက်မကျော်ပတ်တီးက3ပတ်တီးဒီတင်းလာနေမနက်မှာပဲတန်းပြီးတော့ထွက်သွားပါပြီเนาะအောင်သွားပါပြီအရှိပတ်တုံးကလည်းတစ်ပတ်တီးပါပတ်တီးရောက်လက်ဆောင်အနေနဲ့ပေးတာเนาะအဖွဲ့ဝင်သမားတွေကဒီထဲမှာကြည့်နေတဲ့ထဲမှာအဖွဲ့ဝင်တွေပါရင်လည်းအခွေလေးဆက်ပြီးတော့လိုက်ထားမယ်เนาะဒါကျွန်တော်ဒီအခု10ရက်နေ့เนาะ17လပိုင်း10ရက်နေ့ညနေခင်းအတွက်ကီးချင်းခေါ်ပေးမယ်เนาะကီးချင်းခေါ်မယ်လိုက်မှတ်လို့မိတဲ့မျိုးတွေက comment ထဲမှာကီးချင်းလေးတွေမှန်ပြီးခဲ့ပါဦးเนาะဗီဒီယိုလေးကဘယ်လောက်မှမကြာဘူး4မိနစ်5မိနစ်လောက်ပဲကြာတဲ့ဗီဒီယိုလေးဆိုတော့ဒီဗီဒီယိုလေးကိုပြီးအောင်ကြည့်ပြီးသွားရင်share လုပ်ရတဲ့မျိုးတွေ share လေးလုပ်ပြီးခဲ့เนาะလူသစ်ကိုမတွေပါရင် subscribe လေးနှိပ်ပြီးခဲ့ကျွန်တော်ဒီ channel မှာပဲဗီဒီယိုလေးတင်မယ်เนาะနေအောင်ဒီ channel မှာเนาะအားကြောင့်မလို့ပါเนาะဟို channel ကတင်လို့မရပါဘူးအားကြောင့်မို့လိုက်ရှာတဲ့မျိုးတွေကတွေ့မှာပေါ့ကျွန်တော်ဟိုအစတွေကဒီမှာကျွန်တော်ရဲ့ channel 2ချပေးထားတယ်เนาะကဲအဖွင့်ရအောင်လာတယ်တစ်ချိန်အောင်တယ်တစ်ချိန်အောင်တယ်ဆိုတော့ကျွန်တော်ညနေခင်း10ရက်နေ့ညနေခင်းအတွက်ကီးချင်းခေါ်မယ်မျိုးတွေအားလုံးပဲ comment ထဲမှာမှတ်ပေးခဲ့ပါเนาะပြီးတော့ပေါက်တယ်ဆိုတဲ့မျိုးတွေကเนาะဘယ်လောက်ပေါက်လဲဆိုတာเนาะ comment ထဲမှာမှန်းလို့ရပါတယ်ကဲညနေခင်း1 chain က839 1 chain 839ပတ်တီး839 1 chain 839ပတ်တီး10ရက်နေ့ညနေခင်း1 chain က839 1 chain 839ပတ်တီးအထီကြီးက326ကီအထီကြီးက326ကီ839နဲ့ကပ်ပါ326ကီ839နဲ့ကပ်မယ်326ကီ839နဲ့ကပ်မယ်8နဲ့ကပ်မယ်ရေလုံးကီနဲ့8နဲ့ကပ်ရင်ကျွန်တော်တကွက်ကောင်းပြောမယ်နော်အများကြီးဟိုဖြစ်တဲ့မျိုးတွေကတကွက်ကောင်းဆော့ခြင်းဆော့လို့ရအောင်ဒီနဲ့ကရင်86 8 8 8 83ရှိမယ်ဒီထက်မှတကွက်ကောင်း83တကွက်ကောင်းမှာ8ဘက်ဒီတကွက်ကောင်းက83 8ဘက်ဒီတကွက်ကောင်းက83တကွက်ကောင်းမှာ3ညာနဲ့ကီးနဲ့ကရင်36 3ညာ2 3ညာခွန်3ညာ3 4ကွက်ရှိမယ်ဒီထဲမှာဆိုရင်3ညာခွန်တကွက်ကောင်းမှာကျွန်တော်နှက်ခတ်ကြိုက်တယ်နော်3ညာခွန်တကွက်ကောင်းမှာ3ညာဘက်ဒီတကွက်ကောင်းက3ညာခွန်8ဘက်ဒီတကွက်ကောင်းက83အရှိဘက်ကမနက်ပိုင်းထွက်တဲ့ကဏ္ဍညနေတစ်လုံးပြန်ဆင်းတဲ့ပုံစံမျိုးဒီတစ်ပတ်ပြန်ပြီးတော့လာမှာဆိုလို့နော်3နဲ့ခွန်ကတော့ပေါအောင်ပြန်ပေးထားတယ်ဒါဖြစ်အစဆိုတော့ဟိုလွတ်ထားလို့တော့မရဘူးအရှိဘက်ကတစ်ပတ်လုံးမနက်တစ်လုံးညနေပြန်ဆင်းမနက်နှလုံးညနေတစ်လုံးပြန်ဆင်းနော်ဒီတိုင်းထွက်သွားတာ83ရဲ့3ညခွန်ရတင်ကွက်ပါနော်8ဘက်တီတင်ကွက်က83 3ညဘက်တီတင်ကွက်က3ညခွန်ကလင်နာဖော်မူလာကြတကွက်ကောင်းက61တကွက်ကောင်းပါကလင်နာကြတကွက်ကောင်းက61တကွက်ကောင်းကလင်နာကြက61ကလင်နာကြတကွက်ကောင်းက61တကွက်ကောင်းပါမနက်ကဟိုဟာဘရိတ်တူဘရိတ်ထွက်တာမော်ဒယ်အင်တာနက်ကအပူး3ညပြန်ကြဒီဖော်မူလာရဆိုကျွန်တော်အပူးလေးတော့ထည့်ပေးထားတယ်ပြီးတော့အလဲကွင်းသက်မူကလည်းအပူးရှိတယ်ဆိုတော့အားတော့နေတယ်နော်တောက်ကြနေညနေထွက်ကနန်းကလေဝင်သက်မှုရှိတယ်အဲကြောင့်အပူအားနေတယ်ဒါပေမဲ့ဒီ model internet မှာမနက်ကပရိတ်တူပရိတ်ပြပေးထားတယ်ဆိုတော့လာတော့လာနိုင်တယ်เนาะဒီညနေကျွန်တော်အပူလေး3ဘက်ရွေးထားတာရှိတယ်ခေါ်ပေးမယ်တခါလေးလိုက်မှတ်မယ်เนาะမျိုးတွေတခါလေး comment ထဲမှာမှတ်ပေးမယ်အပူထဲမှာဆိုရင်4ဘူးရယ်6ဘူးရယ်9ဘူးရယ်ဒီညနေအတွက်ပါเนาะ10ရက်နေ့ညနေခင်းအတွက်4ဘူး9ဘူး6ဘူးဒီ3ဘက်ကိုတင်ထိုးပါ4ဘူးရယ်9ဘူးရယ်6ဘူးရယ်ဒီ3ခွက်ကိုတင်ပါနော်4ဘူး9ဘူး6ဘူးဒီ3ခွက်တင်ပါဗျာနော်ကဲမျိုးတွေအားလုံးပဲနော်ဒီကျွန်တော်ရဲ့ channel အသစ်လေးကို subscribe လေးနှိပ်ပေးခဲ့ကြပါဦးနော်အားလုံးပဲကျွန်တော်ဗီဒီယိုလေးကဒီလောက်ပါပဲဗျာနော်အားလုံးပဲလက်မလေးနှိပ်ပေးခဲ့ပါ share လေးရတဲ့မျိုးတွေအားလုံးပဲ share လေးလုပ်ပေးခဲ့ပါအားလုံးပဲတက်တာပါ